အခုတင်ဆက်ပေးမှာကတော့အကြံပိုင်နဲ့ဦးလေးငါဆိုတဲ့ပုံပြင်လေးတွေဖြစ်ပါတယ်ခင်ဗျာရှေးတုန်းကရွာတရွာမှာဦးလေးငါဆိုတဲ့တငါတီတယောက်ရှိတယ်ဦးလေးငါကရိုးသားစူးစမ်းသလိုအကြံဉာဏ်လဲကောင်းတယ်ဒီနေ့မှာဦးလေးငါဟာပင်လယ်ထဲမှာငါးရှာနေတော့ဘီလူးကြီးတစ်ကောင်နဲ့တွေ့တယ်ဘီလူးကြီးကဟိကောင်တငါတီငါအတွက်ဒီနေ့ရတဲ့ငါတွေအကုန်ပေးမပေးရင်မင်းကိုငါစားပစ်မယ်လို့ပြောတယ်ဦးလေးငါကဘီလူးကြီးကိုကြောက်ပေမဲ့ချက်ချင်းကြံတစ်ခုရသွားတယ်ဘီလူးကြီးခင်ဗျာကျွန်တော်မှာငါးတွေအများကြီးမရှိပါဘူးဒါပေမဲ့ခင်ဗျားပိုက်ဆံနေတယ်ဆိုရင်ကျွန်တော်ခင်ဗျားကိုပို့ပြီးကောင်းတဲ့အရာတစ်ခုပေးနိုင်ပါတယ်လို့ပြောတယ်ဘီလူးကြီးကဘာလဲမင်းမပေးနိုင်ပါလဲလို့မေးတယ်ဦးလေးငါကကျွန်တော်မှာရှိုးဝက်တဲ့နေရာတစ်ခုရှိတယ်အဲ့ဒီနေရာမှာရွှေတွေအများကြီးရှိတယ်ခင်ဗျားကိုကျွန်တော်အဲ့ဒီနေရာကိုခေါ်သွားပေးမယ်လို့ပြောတယ်ဘီလူးကြီးကရွှေအကြောင်းကြတော့အရန်ပျော်သွားပြီးဦးလေးငါကိုရွှေရှိတဲ့နေရာကိုခေါ်သွားခိုင်းတယ်ဦးလေးငါကဘီလူးကြီးကိုတောင်ထိပ်တစ်ခုပေါ်ကိုခေါ်သွားတယ်တောင်ထိပ်ရောက်တော့ဦးလေးငါကဒီမှာပဲရွှေတွေရှိတာဘီလူးကြီးလို့ပြောတယ်ဘီလူးကြီးကဘာမှမမြင်ရလို့ဒေါသထွက်ပြီးဒီမှာလဲရွှေတွေမင်းငါကိုလိမ်နေတာလားလို့မေးတယ်ဦးလေးငါကဟိုမှာကြည့်ဘီလူးကြီးနေအောင်ကြီးကြောင့်တောင်ပေါ်ကကြောက်တွေကရွှေရောင်လိုဖြစ်နေတာကိုမမြင်ဘူးလားလို့ပြန်ပြောတယ်ဘီလူးကြီးကနေအောင်ကြောင့်တောင်ပေါ်ကကြောက်တွေရွှေရောင်ဖြစ်နေတာကိုမြင်တော့တကယ်ရွှေတွေလို့ထင်သွားတယ်ဒါနဲ့ဘီလူးကြီးကရွှေတွေကိုယူဖို့တောင်ပေါ်ကဆင်းသွားတယ်တောင်ပေါ်ကဆင်းတဲ့အခါဘီလူးကြီးက၆ထဲကိုပြုတ်ချပြီးပြေးသွားတယ်ဦးလေးငါကသူ့ရဲ့အကြံဉာဏ်ကောင်းမှုကြောင့်ဘီလူးကြီးရဲ့ရန်ကလွတ်မြောက်သွားတယ်ပြီးတော့ဦးလေးငါကရွာကိုပြန်ပြီးရွာသားတွေကိုဘီလူးကြီးအကြောင်းပြောပြတယ်ရွာသားတွေကဦးလေးငါရဲ့အကြံဉာဏ်ကောင်းမှုကိုအရန်ကြီးကျူးကျက်တယ်ပုံပြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီခင်ဗျာဒီဇလန်ကနေပြီးအကြံဉာဏ်ကောင်းတွေရဲ့အရေးပါပုံကိုတင်ယူနိုင်မယ်လို့မျှော်လင့်ပါတယ်နားဆင်ပေးကြသောပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ